လာပါရှင်ကျမကတော့လက်ခတ်ပေနဲ့လက္ခဏာပညာရှင်ဆရာမထက်ထက်ထုံးမိတ်ဖြစ်ပါတယ်ရှင်ဗီဒီယိုလေးတွေကိုလည်းမျှဝေပေးနေရမှာဒီနေ့မှာပေါ့နော်အားလုံးအတွက်ဘဝတုတ္တအနေနဲ့ပြောချင်တာကတော့အိမ်အောင်ရေးနဲ့ပတ်သက်တဲ့ကံတရားနဲ့လက္ခဏာအကြောင်းပါရှင်အိမ်အောင်ရေးတွေများသောအားဖြင့်အစဉ်ပြေကြတယ်အစဉ်မပြေကြဘူးအဲ့ဒီအိမ်အောင်ရေးအစဉ်ပြေတာမပြေတာလက္ခဏာမှာထင်ထင်ရှားရှားပေါ်ပြတယ်နော်ဇာတာနဲ့နက်ခတ်နဲ့တွက်တာထက်ကိုလက္ခဏာနဲ့ကြည့်တာအဲ့ဒီလိုရဲ့အိမ်အောင်ကြီးအစဉ်ပြေမာလားမပြေမာလားဆိုပို့ပြီးတော့တိတိကျကျသိနိုင်ပါတယ်ရှင်အဲ့ဒါတော့လက္ခဏာရဲ့အာသာချက်တွေပေါ့လေဆရာမအိမ်အောင်ကြီးနဲ့ပတ်သက်လို့ကောင်းမွန်တဲ့ကံတရားအကြောင်းကိုပြထားတဲ့လက္ခဏာလေးတွေကိုပြပြမယ်နော်ဒီလိုမျိုးလက္ခဏာလေးပါနော်သူကဒီအသက်လမ်းကြောင်းဥကောင်းလမ်းကြောင်းနှလုံးလမ်းကြောင်းပေါ့နော်ဒီမှာအိမ်အောင်ကြီးလမ်းကြောင်းအိမ်အောင်ကြီးလမ်းကြောင်းကတိတ်သွေနှဆိုင်ထင်ရှားအားကောင်းရမယ်ပေါ့လေဒီလိုအိမ်တော်ရေးလမ်းကြောင်းထင်ရှားအားကောင်းရမယ်အောင်မရေးလမ်းကြောင်းနာအထိမရောက်တယောက်အနေထားရှိတယ်အိမ်တော်ရေးလမ်းကြောင်းလက်တန်းအောက်ကဒီအိမ်တော်ရေးလမ်းကြောင်းဒါလေးကိုအိမ်တော်ရေးလမ်းကြောင်းလို့ခေါ်တယ်အိမ်တော်ရေးလမ်းကြောင်းလေးဟာနော်တစ်ကြောင်းလေးရှိပြီးထင်ရှားအားကောင်းတယ်အောင်မရေးလမ်းကြောင်းနာစီကိုရောက်နေတဲ့ရှေ့ရှေ့လေးသူများထက်ဆိုင်ရှိနေအကဲမဟုတ်ဘူးအောင်မရေးလမ်းကြောင်းနာအထိဒီလိုထိလိုက်လို့ရှင်လည်းရတယ်အဲ့လိုအိမ်တော်ရေးအရန်ကောင်းတယ်နော်အိမ်တော်ပြုတ်ပြီးတော့မှချမ်းသာတာအိမ်တော်ပြုတ်ပြီးတော့မှကြွယ်ဝချမ်းသာတာနော်ကောင်းတဲ့အိမ်တော်ဘက်ကိုရတာအိမ်တော်ဘက်ကချမ်းသာကြွယ်ဝတဲ့သူဖြစ်တာကိုယ့်ပေါ်လေကျဉ်ကျဉ်နာနာနဲ့ဂရုစိုက်တာဒါသားသမီးတွေနဲ့ပျော်ပျော်ပပပေါ်လေအိမ်တော်ရေးကံတရားကောင်းတယ်ပေါ့နော်အဲ့ဒီလိုမျိုးလေဒါအိမ်တော်ရေးကံတရားအားကောင်းတဲ့သူတွေလက္ခဏာနောက်တစ်ပုံကကြတော့ဒီအိမ်တော်ရေးဒီနှလုံးလမ်းကြောင်းအပေါ်ကအိမ်တော်ကြီးလမ်းကြောင်းနှလုံးလမ်းကြောင်းကလည်းအမွှားတွေအပြက်တွေအမွှားလေးတွေကျနေမယ်နော်ပြီးတော့ဒီအိမ်တော်ကြီးလမ်းကြောင်းကလည်းဒီလိုမျိုးဘယ်ဟာအိမ်တော်ကြီးလမ်းကြောင်းပြောလို့ပြောမှမသိဘူးမတစ်ကြောင်းနှစ်ကြောင်းသုံးကြောင်းလေးကြောင်းဒီလိုမျိုးတိတိလေးထပ်တာတွေရောပြက်တာတွေရောရှိနေအဲ့ဒါဆိုလို့ရှင်တော့အိမ်တော်ကြီးနဲ့ပတ်သက်လို့ကံတရားခေရလို့ပြောလို့ရတယ်နော်အဲ့ဒီလိုလူတွေကလည်းများတော့ပြအိမ်တော်ပြုတ်ရမယ့်ဘဝကိုစိတ်ကုံသွားတာတွေဖြစ်တတ်သွားတယ်နော်စိတ်ညစ်သွားတာပေါ့အိမ်တော်ပြုတ်ရမှာပေါ့သူတို့များသောအားဖြင့်အပြိုကြီးတို့လူပြိုကြီးတို့အဲ့လိုလေးဖြစ်သွားနိုင်တယ်နော်အိမ်တော်ရေးလမ်းကြောင်းမပါတိုင်းအပြိုကြီးလူပြိုကြီးမဟုတ်ဘူးနော်အဲ့လိုမျိုးထက်ပြက်တွေဘာတွေဖြစ်သွားတဲ့လူတွေရတယ်ဆိုစိတ်ကုံသွားရေးစားတွေထားအစင်မပြေရောက်ပြီးတယောက်တွေကပြဿနာတွေတက်နောက်တစ်ခုအိမ်တော်ရေးလမ်းကြောင်းမှာဒီလိုမျိုးနေရာကျွန်းပါတာကိုယ့်ရဲ့အိမ်တော်ဘက်ကကိုယ့်ထက်ကိုယ်အရန်ချစ်တဲ့အိမ်တော်ဘက်ကိုယ့်တက်စောစီးစွာနဲ့ခွဲခွာသွားတာတွေမရှိတော့တာတွေမမျော်လင့်တဲ့ပြဿနာဖြစ်လာတာတွေအိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့မမျော်လင့်တဲ့ပြဿနာဘယ်ကဘလို့ပြဿနာတွေမှမသိဘူးဂျိုးတွေဝင်လို့အိမ်တော်ရေးနဲ့ပတ်သက်လို့စိုးရိမ်ကြီးစွာစိတ်တော့ကအပူတော့ကတွေရောက်ရတတ်တယ်နော်ဒါအိမ်တော်ရေးလမ်းကြောင်းကကြာဘူးကြီးမဟုတ်ပါဘူးရှင်အိမ်တော်ရေးလမ်းကြောင်းကကျွန်းလှလာလေးပါနော်ပြဿနာတွေတက်ပါတယ်နော်များသောအားဖြင့်သူကမကောင်းတဲ့ကံတရားဘက်ကိုရောက်စေတယ်ပေါ့နော်အိမ်တော်ကြီးနဲ့ပတ်သက်လို့စိုးရိမ်တော့ကစိတ်ပင်ပန်းတော့ကကြီးစွာခံစားရတဲ့လက္ခဏာမျိုးဖြစ်ပါတယ်ရှင်နောက်ဒီလိုမျိုးအိမ်တော်ကြီးလမ်းကြောင်းလက်တန်းအောက်ကဒီလမ်းကြောင်းလေးအိမ်တော်ကြီးလမ်းကြောင်းလေးနှစ်ခွဖြစ်နှစ်ခွဖြစ်နေရဆိုတော့ဘာလဲဆိုတော့ तू ကကိုနဲ့ဇယိုက်မတူလူမျိုးမတူဘာသာမတူနယ်မြေမတူကိုကဒီမှာချစ်သူကနိုင်ငံသားမှာနော်ကိုကဗုဒ္ဓဘာသာချစ်သူကခရစ်ယာန်ကိုကမျိုးချစ်သူကတခြားကိုနဲ့အကြိုက်မတူတာကြီးပေါ့နော်မတူတာကြီးများတယ်အိမ်အောင်ဘက်ကိုအိမ်အောင်ကြတတ်တယ်အဲ့လိုမဟုတ်ဘဲနဲ့တခုခုတူနေမှဆိုလို့ရှင်တော့ तू ကဘယ်လိုပြောမလဲအိမ်အောင်ကြီးနဲ့ပတ်သက်လို့ကြာလို့ရှိရင်မတူတာတွေများပြီးလမ်းခွဲမှုတွေကိုဖြစ်ပေါ်စေတတ်တယ်နော်အဲ့ဒါလေးကလည်းသတိထားပေးရမယ် तू ကဒါမျိုးဆိုအိမ်အောင်ကြီးကံ50-50ပဲ50-50ပဲကောင်းတာတစ်မျိုးမကောင်းတာတစ်မျိုးကြီးရှိတယ်နော်ဟုတ်အိမ်တော်ရေးလမ်းကြောင်းကိုကြည့်တဲ့အခါမှာနှလုံးလမ်းကြောင်းရဲ့ပုံသဏ္ဍာန်ကောင်းမကောင်းနှလုံးလမ်းကြောင်းတိဆောက်ပုံတွေကိုလည်းကြည့်ရတယ်နှလုံးလမ်းကြောင်းကလည်းများသောအားဖြင့်ကောင်းမှုလိုတယ်ပေါ့လေနော်အဲ့ဒီနှလုံးလမ်းကြောင်းလေးကပိုကောင်းတဲ့အခါမှာလည်းဒီပြောပြတဲ့အိမ်တော်ရေးလမ်းကြောင်းတွေကပို့ပြီးတော့အသက်ဝင်လာတယ်နော်အဲ့ဒါကိုဆရာမ sharing လုပ်ပေးတာပါအားလုံးပဲကျန်းမာချမ်းသာကြပါစေရှင်